Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မကကိုရီနီဘာသာစကားပြောတဲ့အချိန်မှာအသုံးပြုကြတဲ့နန်စာအတန်ထွက်တွေကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်မတို့မြန်မာစကားမှာဆိုလို့ရှိရင်နေငါသူ့အစရှိတဲ့ဖြစ်ပေါ့နော်နန်စာသုံးကြတာမျိုးရှိတယ်လို့ကျွန်မတို့ကိုရီနီမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးနန်စာသုံးတာမျိုးတွေရှိရပေါ့နော်ဒီနေ့မှာတော့အဲ့နန်စာတွေကိုကိုရီနီလိုဘယ်လိုမျိုးပြောရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကငါဖြစ်ပါတယ်ကျွန်တော်ကျမငါပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်ကျမတို့က va ဆိုပြီးတော့သုံးပါတယ် va ဆိုပြီးတော့သုံးပါတယ်သူရဲ့အတန်ထွက်ကဘယ်လိုမျိုးနည်းနည်းဆုစင်လဲဆိုတော့ကျမတို့ v နဲ့ a ကိုအတန်ထွက်တဲ့အတန်နဲ့တူတယ်ပေါ့နော်ဆိုတော့ va ဆိုပြီးတော့ပြောပါတယ်ဆိုတော့ v အတန်နဲ့ထွက်တယ်ပေါ့နော် va ဆိုပြီးတော့သုံးပါတယ်နောက်တစ်ခုကကျတော့နင်ပေါ့နော်နင်ဆိုလို့ရှိရင်ကျမတို့ကနေဆိုပြီးတော့သုံးပါတယ်နေလို့သုံးပါတယ်ကြွေကျမတို့ကအများပေါ့နော်နင်တို့ဆိုလို့ရှိရင်နေစီလို့သုံးပါတယ်နေစီလို့သုံးပါတယ်ဆိုတော့နင်တယောက်တည်းပေါ့နော်နင်တယောက်တည်းဆိုလို့ရှိရင်နေလို့သုံးပြီးတော့နင်တို့ဆိုလို့ရှိရင်ကျမတို့ကနေစီလို့သုံးပါတယ်နောက်တစ်ခုကကျတော့ကျမတို့ကသူပေါ့နော်သူဆိုလို့ရှိရင်တော့ကျမတို့ကအေလို့သုံးပါတယ်ဆိုတော့သူကနေနဲ့အေပေါ့နော်အတန်ထွက်ကတော့တိတ်မကွာပေါ့နော်နာအတန်နဲ့အတန်နဲ့ပဲကွဲတာပေါ့နော်ဆိုတော့သူဆိုရင်တော့ကျမတို့က A လို့သုံးပါတယ်ဒါပေမဲ့သူတို့ပေါ့နော်အများဆိုလို့ရှိရင်လည်းကျမတို့က AC ပေါ့နော်ဆိုတော့တို့ဆိုရင် C ဆိုပြီးတော့သုံးကြတာရှိပါတယ်ဆိုတော့ AC ဆိုရင်သူတို့ပေါ့ဆိုတော့ကျမတို့ခုနကငါဆိုလို့ရှိရင် va ပေါ့နော်ဒါပေမဲ့ကျမတို့ကငါတို့ဆိုလို့ရှိရင်ပဲ C ပေါ့ငါတို့ဆိုလို့ရှိရင်ကျမတို့ကပဲ C ဆိုပြီးတော့သုံးပါတယ်ဆိုတော့ဒီနေ့မှာတော့ကျမကgreen ဘာသာစကားပြောတဲ့အချိန်မှာအသုံးပြုလေးပြုထားရှိတဲ့နန်စာတွေကိုမျှဝေပေးသွားတာဖြစ်ပါတယ်ဒါကိုပြန်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်ငါကိုကျမတို့က va လို့သုံးပါတယ်အင်္ဂလိပ်စကား v နဲ့ e ကိုပေါင်းပြီးတော့ထွက်တဲ့အတန်မျိုးပေါ့နော် va လို့သုံးပါတယ်ငါတို့ဆိုလို့ရှိရင်တော့ကျမတို့ကပဲ့စီလို့သုံးပါတယ်နင်ဆိုလို့ရှိရင်ကျမတို့ကနေလို့သုံးပါတယ်အကယ်၍နင်တို့ဆိုလို့ရှိရင်ကျမတို့ကနေစီလို့သုံးပါတယ်ကျမတို့ကသူဆိုလို့ရှိရင်ကျမတို့က A လို့သုံးပါတယ်သူတို့ဆိုလို့ရှိရင်ကျမတို့က AC လို့သုံးပါတယ်ဒီနေ့မှာလည်းတရားဘာသာဂရီနီဘာသာစကားပြောတဲ့အချိန်မှာအသုံးပြုရမယ်ဒီနန်စာအတန်ထွက်လေးတွေကိုမျှဝေပေးသွားတာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့တရားချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ The very lovely နောက်နေ့မှာကျမတို့တွေပြန်တွေ့ပါမယ်။